ကျွန်တော်ကတော့ Toxic Crafter ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေ့မှာတော့ Survival World တစ်ခုကိုထောင်ပြီးဆော့မှာပဲဖြစ်ပါတယ် Survival World ရဲ့နာမည်ကတော့ Jaji Craft ပဲဖြစ်ပါတယ်ဟုတ်ပါတယ်နာမည်က Jaji Craft Microsoft ဆော့ပြီးဆိုရင်ဘာလို့ကမလဲတီးကြတယ်ဟုတ်တစ်ပင်ခုံမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီ wall ထဲမှာ mod နည်းနည်းပါးပါတော့ထည့်ထားတယ်ဒါပေမဲ့ချီမော့တော့တခုမှမပါဘူးရိုးတတမော့ပဲမော်ရီယာဘီနီယာတွေကောင်းလဲဆိုရင်ကျွန်တော်ပြမယ်သူကဗျာတစ်ချက်တည်းခုတ်လိုက်တာနဲ့အကုန်ပြတ်တယ်ဗျာအဲ့ဒါတခုထည့်ထားတာအဲ့ဒီမော်ကနည်းနည်းလေးမိုက်တယ်လိုချင်တယ်ဆို comment မှာရေးခဲ့လိုက်ကျွန်တော်နာမည်ပြောပြမယ်အေးကြတော့မယ်ဟေးကံကောင်းတွေကဟိုမှာတစ်ပင်နေအများကြီးပဲအဲ့ဘက်တွားခုတ်ရတာdrawing တောင်ကြီးကလည်းမြင့်ကြီးပဲကြီးပဲတောင်ပေါ်မှာတန်နေများရှာတွေ့မလားမသိဘူးတပင်ထက်ခုတ်ပြမယ်မော်ဘလောက်ကောင်းလဲမကောင်းလဲအကုန်ပြတ်တယ်မြင်လားအကုန်ပြတ်တယ်လို့ကျွန်တော်ပြောတာစားလည်းရှာအောင်မယ်ဟိုအဲ့ Java ခုံးဘက်တစ်ခုလည်းထည့်ထားတယ်နော်ကြောင်ဝီးသွေးများရှိမလားကြောင်ဝီးသွေးအဲ့ဟိုမှာကြောင်ဝီးသွေးတွေ့ပြီကြာကုန်မယ်โอเคအဲ့ကြောင်ဝီးသွေးတူကိုအားရပစ်ကမလုပ်ပါသေးဘူးပစ်ကကြောင်မီးသွေးသူကဗျာဒီလိုကြောင်မီးသွေးပါဘူးတူရင်လည်းအကုန်ပြတ်တယ်ရှိနေတာဒီမော့ဗျာတခုကောင်းတာဗျာကြောင်မီးသွေးဆိုရင်ဗျာအများကြီးပါတယ်ဗျာအဲ့တော့တစ်ချက်တည်းခုတ်လိုက်တာနဲ့အကုန်ပြတ်တော့ကောင်းတာ哦ဒီတူတွေပါကောင်းလဲဆိုတာပြမကြည့်နေအဲ့ဟုတ်တယ်စားကြရရှာမယ်ဒီမှာတက်နေတယ်ဟာနည်းနည်းဖုန်းနဲ့ဆော့တာဆိုတော့နည်းနည်းပါထစ်တာတော့ရှိမယ်နော်အဲ့ဒါတော့နည်းနည်းတီးခံပြီးကြည့်ပြီI'm ready ပဲတိုင်းပါတော့တန်ပကက်လည်းမရှိဘူးကြောင်ဝီးသွေးရတော့အများကြီးပဲကြောင်ဝီးသွေးများတူးရမှာပဲအမရင်ကတော့ထားလိုက်တော့အဲ့ကြောင်မီးသွေးအများကြီးပဲဟာဒီတက်ထက်ရှိအောင်မလားမသိဘူးအော်ဟာပြန်ကြနေရဲ့ထွက်နေရဲ့ပြောတာမှားသွားတာအဲ့ကြောင်မီးသွေးတွေကအများကြီးပဲတန်နေမတွေ့ဘူးလားမသိဘူးတချို့တောင်နေမှာဆိုတန်နေရှိရဟုတ်အခုကကြောင်မီးသွေးပဲရှိကြောင်မီးသွေးတောင်လားမသိဘူး哦，呀，nói ha呀mà thiếu á, ấy nào là tôi lấy được, nào nói mà biết này ya, còn tôi biết là nào vậy, ai quay chỉ vào ta mẹ, quay chỉ, ai ya. Tì li hai à hai chồng với tôi thật đấy chồng với tôi thìများvới quả biết đã mẹ tôi đấy lô đấy lộ ai à không ai đi hả
ငါရောက်တပ်ပကနဲ့တူးမြောက်မေ့နေကျောက်တုံးစတုံးပကရပြီပြန်ဖြတ်မယ်တူးမယ်အိုးရောအများကြီးပဲကြောင်မီတွေ့ရတော့အများကြီးပဲဒီမှာလည်းထပ်တွေ့ပြန်ပြီအဲ့ရတိုးမွေးအော်တိုးတက်တွေ့ပြန်ပြီတိုးတက်ရမယ်အဲ့တစ်ချက်သေးဟာရှောက်သွားမယ်ကွာရှောက်သွားမယ်အဲ့ရချက်ကပူကြီးနဲ့ဟာကျောင်းမွေးတွေ့ရတော့အများကြီးပဲဟုတ်တယ်ရောင်ကြီးကြောင်မွေးတွေ့ရအများကြီးပဲကြောင်မွေးတွေ့ရနဲ့ပြပိတ်ကက်လုပ်လို့ရတယ်အခုချိန်လောက်ဆိုရင်ကွာရောင်ကြီးတကယ်ပြောနေတာအများကြီးပဲငါလည်းအပေါက်ကတော်တော်တဲ့စားရီလိုတယ်ကွာနောက်ပြီးအိမ်ဆောက်ရမယ်အိမ်ဒီပါရပါမဆောက်အောင်လည်းမသိရကူထဲမှာဟာကူလားမသိဘူးကူထဲဝင်ကြည့်မယ်ဟေးရပါကောင်းရောပါကောင်းရောဟာအော်အန်ဒါမဲရလဲဒါမဲလိုက်တာဘာမှလည်းမရှိဘူးကူထဲမှာတိုးရင်တွေးပြီးတိုးကမဲထက်မရှိဘူးလားကွာနောက်တော့တိုးဝင်တုံးလို့အဲ့ရတခုလုပ်လို့ရဒီတိုးတွေပဲတွေးနည်းနည်းလေးကြော်လိုက်မယ်နော်ဗီဒီယိုဒါစကက်လိုက်တယ်ဘာမှမရှိဘူးခေါ်ပါရတော့တွေးတယ်ကြောင်ပြီးတွေးတယ်အဲ့ဒါလောက်ပဲတွေးနေအမခေါ်ပါတော့တခုကောင်းပါတယ်အခုယူရမှာဘာရှင်းမှာအင်ကြီးပဲလုပ်လို့ရတယ်ဆိုတော့မင်းကကြောင်ပြီးတွေးပဲတွေးနေအဲ့အများကြီးပါကျွန်တော်တူကဘယ်လောက်ကောင်းလဲဆိုတာစမ်းပြမယ်ကြည့်နေလိုက်အဲ့တိုးလေးကတူးလေးတိုးမဲလို့ပါတယ်အဲ့နွားကြီးပဲတက်တော့အဲ့အောက်မှာကြောင်ပြီးသွေးတူးမယ်ညတော့မောင်တော့မယ်ဟာနည်းနည်းမိုင်းတွင်တူးပြီးတော့ပဲနည်းနည်းပါအိပ်ပြီးလိုက်တော့မယ်။မကြည့်နေကျွန်တော်တူကိုစမ်းပြမယ်ဟမ်းမကိုစမ်းပြမယ်ကြည့်နေ။ဒီတာတော့နဲ့ခဏကတ်ထားလိုက်အောင်။ဟိုကမီးရိုက်လို့ဘူး။မီးရိုက်ကိုကျွန်တော်ဘယ်ဘက်လက်မှကင်လို့ရတဲ့မော်လဲထည့်ရတယ်။ကြည့်နေမြင်လားဘရို။အဲ့လေကြောက်တုံးနဲ့ပြန်ပိတ်လိုက်အောင်မယ်။ဒီသားရတုံးလို့ရကြောက်တုံးကတိုးဝင်ပြန်ရတယ်။အကြည့်နဲ့တူကိုစမ်းပြမယ်။မြင်လား तू ကတုံး3x3 တူးတာဗျာ။အရှိ3လုံးအမြင့်3လုံးအဲ့လိုတူးတာ तू ကမောကမိုက်တယ်။အဲ့မောလည်းနာမည်သိကျင်နေဆိုရင် comment မှာရေးခဲ့။ဘာဖြစ်တာ။အိတ်လို့ရလား။
ဟာဟုတ်တယ်ငါဒီမော့ထဲလာလဲကြားပါပြီလို့အဲ့လိုရမှာမသိဘူးငါအလားစင်တယ်လို့ပဲထင်တာ what မီးဖို့လောက်ကမယ်မီးဖို့ကတခုလည်းနဲ့မရဘူးထင်တယ်နောက်တစ်ခုကထပ်လောက်ကမယ်အသားကြီးပါกินရမှာဆိုတော့နည်းနည်းလေးဗီဒီယိုထပ်ကြော်မယ်နော်အိမ်ဆောက်ဖို့နေရာလိုက်ရှာရမယ်ညီလာအကြဘခုံးဘက်အတွက်ခုတ်လိုက်တာနဲ့ဝေ့လိုက်တာနဲ့တူတူပဲပြမယ်ညီလာအဲ့လိုဝေ့လိုက်တယ်အဲ့တကူတော့မိုက်တယ်လေကျော်မော်ဖန်နေပါလေကျွန်တော်တို့ဟိုဇိုဘီဖန်တို့ပါတော့မှဆိုရင်လေလုံးလို့ရတယ်အဲ့လိုမျိုးချလိုက်3កောင်လောက်လိုက်တကောင်နှိမ့်လိုက်တာနဲ့3កောင်လောက်ထိတယ်အဲ့ဒါရောထိဒီနွားကြောင်မွေးတွေတော့တွေ့ရဒီဘက်မှာတက်တာတွေဘိုးမှာအိမ်ဝါဆောင်ရကောင်းမယ်နဲ့တူတယ်ရှူဝါကိန်းနဲ့ခူးလာအောင်ဟုတ်တယ်ဟိုးမှာအိမ်ဝါဆောင်မယ်ဘိုးမှာဆိုနည်းနည်းနေရာကျဲနေရာရွာရှိလောက်မှာပါကျွန်တော်ဟို YouTube က profile ရဒီအိုင်းဟိုဖြစ်တာเนาะနောက်မှကျွန်တော်တက်လိုဝေးပါဆွဲပြီးတော့ပြန်တင်ပေးမယ်တူလားစကင်နေလဲကိုစကင်နဲ့ကိုထုတ်ပေးမယ်အခုလောဆယ်တော့ဒီ stick စကင်နဲ့ပဲဆော့ရတာပေါ့ဗျာအကြီး S ကိုဆန်းပြမယ်သူကလည်းအကောင်လုံးပြတ်တာပဲဗျာမိုက်တယ်အကောင်လုံးပြတ်တာခေါ်ပါလီတူတော့ပါထားလိုက်ပါတော့တတားလေးတူးမယ်အိမ်ဆောက်မယ်ဒီဘက်မှာတော့ဆောက်ဒီဘက်တွားကြည့်လိုက်အောင်ကူကြီးလားမဟုတ်ပါဒီနေရာလောက်မှာအိမ်ဆောက်မယ်ဟုတ်တယ်ဒီနေရာလောက်မှာအိမ်ဆောက်မယ်ကျွန်တော်အိမ်ဆောက်တာလေးကိုနည်းနည်းလေးမြန်လိုက်မယ်နော်အိမ်ဆောက်လို့တော့ပြီးသွားပြီ crafting table တွေပြီးဖို့ပါချမယ်မြက်တွေလိုက်ရိုက်ရမယ်နေဦးကကျမ်းမြင်နေပါခင်းမရမယ်နဲ့တူပဲโอเคရပြီတကားလောက်ကမယ်တကားလောက်ကမယ်ဆိုတော့တကားလို့6တုံးလို့ငါမှ4လုံးပဲရှိရတော့တူအောင်ညတော့မောင်တော့မယ်မြန်လုံးမမြန်လေးโอเคရပြီတော့မယ်တော့ရနေသေးတော့လာပြီညနေထုံးအောင်ပါထုံးရမယ်တော့ကြနေမောင်လေးနောက်ပြင်းပေါက်တွေပါတက်မြင်မန်နီပါနဲ့တဲပါရှာရတက်ရပြီဆိုတော့ဒီရဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲမနေ့ပြန်မှာပြန်တွေ့ပါမယ်စောင့်ကြည့်ကြည့်ပဲလို့ကျေးဇူးအများကြီးတင်ပါတယ်